ရှာတဘိုထွက်နေတဲ့မတ်ရွှေစင်ထူကိုအခမဲ့ကုသပေးသွားမယ်အငိမ့်စားဆရာဝန်မကြီးဒေါက်တာကျော့တာစိန်အားလုံးပဲမင်္ဂလာပါမာဒဗန်ပရိသတ်တို့ရဲ့မွေးရပါရှာအတဘိုထွက်နေတဲ့ဝေဒနာကိုခံစားနေရတဲ့ညီမငယ်လေးရွှေစင်ထူအကြောင်းကလက်တလုံးအွန်လိုင်းပေါ်မှာလူပြောများနေတာပါမတ်ရွှေစင်ထူရဲ့ရှာအတဘိုကြီးကအသက်ကြီးလာလေးပိုဆိုးလာလေးဖြစ်တာကြောင့်စိတ်ကူးသမှုခံယူနိုင်စေဖို့အတွက်အလူငွေကောက်ခံပေးလာကြပါတယ်ဇီဝကအလင်းပရိုက်တာအသင်းကတာဝန်ယူကောက်ခံပေးတာဖြစ်ပြီးအခုလက်ရှိမှာဆိုရင်အလူငွေတောင်လုံလုံလောက်ရရှိနေကြတာပါအလူငွေကပိုရှမ်းတဲ့အဆင့်အောင်ရောက်နေတာကြောင့်မတ်ရွှေစင်ထူကတဆင့်လိုအပ်နေသူတွေနဲ့သူနဲ့ဘဝတူတွေကိုပြန်လည်လှူဒန်းခဲ့တာပါဒီလိုစေတနာကောင်းတာကြောင့်လည်းမတ်ရွှေစင်ထူမှာအလူရှင်တွေဘောတထက်ပေါ်လာပြန်ပါတယ်နားနှာခေါင်းလေချောင်းရဲ့တစ်ချိန်ကအထူးကုဆရာဝန်မကြီးဒေါက်တာကျော့တာစိန်ဆိုသူကလည်းမတ်ရွှေစင်ထူရဲ့ဝေဒနာကိုစာနာမိတာကြောင့်အခမဲ့ကုသပေးဖို့ဆုံးဖြတ်ခဲ့တာပါဆရာဝန်မကြီးကတစ်ချိန်ကနာမည်ကြီးပါရဂူတယောက်ဖြစ်ပေမဲ့လက်ရှိမှာတော့အငြိမ်းစားယူသွားခဲ့တာကြပါပြီဒါပေမဲ့မတ်ရွှေစင်ထူအတွက်လိုအပ်တဲ့ဆေးကုသမှုတွေကိုစိတ်ယုံထိသွားရောက်ပြီးကိုယ်တိုင်ကိုယ်ကျဆောင်ရွက်ပေးနေတာပါဆရာမကြီးဒေါက်တာကျော့တာစိန်အနေနဲ့မတ်ရွှေစင်ထူကိုအလူခံ post တွေကနေတဆင့်သိလာခဲ့တာဖြစ်ပြီးအလူခံ post တွေရဲ့ KBZ ပေးနံပါတ်ကနေတဆင့်ဇီဝကအလင်း pride အသင်းနဲ့ချိတ်ဆက်မိခဲ့တာပါမတ်ရွှေစင်ထူရဲ့ရှာအတဘိုဝေဒနာကအတော်ကိုကြီးမားနေသလိုမတ်ရွှေစင်ထူကိုယ်တိုင်ကလည်းအတော်လေးကိုနွမ်းပါသူဖြစ်တာမလို့ဆရာမကြီးကကူညီပေးဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဇီဝကတာဝန်ရှိသူကနေတဆင့်မတ်ရွှေစင်ထူတက်ရောက်နေတဲ့ဆေးရုံအုပ်ကြီးကဘယ်သူပဲဝါဆိုတာကိုစုံစမ်းခိုင်းခဲ့ပါတယ်။ဒီလိုကနေဆေးရုံအုပ်ကြီးရဲ့နာမည်နဲ့ဖုန်းနံပါတ်ကိုသိပြီးအဆက်အသွယ်ရသွားတာပါရှင်။ကံကောင်းခြင်းတဲ့အချက်ကတော့ဆေးရုံအုပ်ကြီးကဆရာမကြီးဒေါက်တာကျော့တာစိန်နဲ့မောင်နှမလိုခင်ခဲ့ရတဲ့ဆရာဝန်ကြီးဖြစ်နေတာကြောင့်မတ်ရွှေစင်ထူကိုအခမဲ့ဆေးကုသပေးခွဲစိတ်ဖို့ကနှစ်ခါညှိစရာမလိုပဲလွယ်လင်းတကူရသွားခဲ့တာပါဆရာမကြီးကိုလေးစားချစ်ခင်ခဲ့တဲ့တမားကုံတွေကြောင့်ဆေးရုံအုပ်ကြီးကအချက်ချင်းဆိုသလိုအထူးကုသမားတော်ခွဲစိတ်ပါရဂူတွေနဲ့တိုင်ပင်ပြီးတော့မတ်ရွှေစင်ထူကိုခွဲစိတ်ပေးဖို့အစီအစဉ်တွေရေးဆွဲခဲ့တာပါဒါကြောင့်လည်းမတ်ရွှေစင်ထူတယောက်ရှာအတဘိုကြီးကိုငွေကုန်ကြေးကျလုံးဝမရှိဘဲနဲ့အခမဲ့ခွဲစိတ်နိုင်တော့မှာဖြစ်ကောင်ဆရာမကြီးဒေါက်တာကျော့တာစိန်ကိုယ်တိုင်ကအထူးဆောင်ရှားမှုတွေပေးသွားမှာလည်းဖြစ်ပါတယ်မတ်ရွှေစင်ထူရဲ့ယောဂဝေဒနာကကြီးမားတာကြောင့်အလင်းမြန်ခွဲစိတ်မှအဆင်ပြေမှာဖြစ်ပြီးအခုလိုအခမဲ့ခွဲစိတ်ခွင့်ရမှာကလည်းအစိုးရကအကောင်းမှာပဲရှင်မတ်ရွှေစင်ထူတို့လုံးဆင်းရဲနွမ်းပါသူတွေအနေနဲ့ကုညီပေးမဲ့သူတွေမရှိရင်ဘဝကမလွယ်ကူနိုင်တာကြောင့်ဆီယမာကြီးကျော့တာစိန်အပါဝင်ဇီဝကအသင်းနဲ့အလူငွေလှူဒန်းသူတွေရှိတာကကံကောင်းမှုတစ်ခုလို့ဆိုရမှာပါပဲနော်လူအများကလည်းမတ်ရွှေစင်ထူခံစားနေရတဲ့ဝေဒနာအတွက်စိတ်မကောင်းဖြစ်မဆုံးဖြစ်နေတာကြောင့်အခုလိုကုညီပေးသူတွေရှိလာတာကိုပဲဝမ်းသာနေကြကအများဆုံးသက်သာပျောက်ကင်းစေဖို့အတွက်ပါဆုတောင်းပေးနေကြပါတယ်ပရိသတ်တို့အနေနဲ့ရောရှာတဘိုထွက်နေတဲ့မတ်ရွှေစင်ထူကိုအခမဲ့ကုသပေးသွားမယ့်အငြိမ်းစားဆရာဝန်မကြီးဒေါက်တာကျော့တာစိန်ရဲ့စိတ်ထားလေးအပေါင်းထင်မြင်ချက်လေးတွေကိုပြပြရင်းနဲ့မတ်ရွှေစင်ထူအတွက်အများဆုံးသက်သာစေဖို့ဆုတောင်းပေးခဲ့ကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ